music မမှန်ပင်မတန်ဖူးတန်ကုန်ကင်းအတိဖြစ်ဤတဲ့တောင်သူတွေဒီစကားပြောတာမစိမ့်ပါဘူးဟုတ်ရဲ့လားဟဲ့ music အရေးကြီးလားမကြည့်ဘူးလားအဲ့လိုပဲလူတယောက်ကောင်းဖို့မကောင်းဆိုတာမျိုးဗီဇအရေးကြီးတယ်။ကြောင့်နံပါတ်1မျိုးဗီဇကောင်းဖို့လိုတယ်။နံပါတ်1ဘာကောင်းဖို့လိုတော့နံပါတ်2ကျတော့သင်ကြားသင်မှုတဲ့။ဘယ်လိုဆရာလေးတွေနဲ့သင်နေတာလဲ။ဘာတွေသင်နေရလဲ။သူတို့သင်နေတဲ့ပဝညာဘာတွေလဲ။အခုခေတ်ကျတော့ဖုန်းလေဖုန်းထဲမှာဖုန်းတို့ကြည့်လို့မရတဲ့သကားမရှိတော့ဖုန်းထဲမှာအရိုင်းအဆိုင်အကြံအကုန်ရှိတယ်ကာမဂုဏ်ခံစားမှုတွေအကုန်ရှိတယ်ရိုင်းဆိုင်တာတွေကြမ်းတမ်းတာတွေအကုန်ရှိတယ်အဲ့ဒါသူတို့တင်းနေရတဲ့ကလူတွေကိုရိုင်းအောင်တင်ခွင့်ရနေတဲ့ပတ်ဝန်းကျင်ကိုရောက်နေတယ်ဒါကြောင့်လောကကြီးရိုင်းဆိုင်လာတဲ့သူလားဟောဒီတယ်လီဖုန်းတွေအပြစ်မသေးဘူးဒီတယ်လီဖုန်းတွေကသားသမီးတွေကိုတင်းနေတယ်လို့မိဘဆရာတွေမြင်သေးလားမမြင်လည်းမမြင်ဘူးလေအလိုလဲလိုက်တယ်လေမိဘတွေကသားသမီးတွေကိုအလိုလိုက်တယ်လေအခုစင်ကာပူတို့ဂျပန်တို့ကသတ်မှတ်လိုက်ပြီးဩစတြေးလျလည်းဟိုတည်းကအစိုးရကလွတ်တော်မှာတရားဝင်ပြဋ္ဌာန်းပြီး16နှစ်မပြည့်ရင်ဖုံးမသုံးရတော့ဘူးတကယ်ကိုကမ္ဘာမှာနာမည်ကြီးပြီးအောင်မင်းနေတဲ့နိုင်ငံတွေ16နှစ်မပြည့်ရင်ဖုံးမသုံးရတော့ဖုံးတို့ကဒီနေ့ကလေးလေးတယောက်မွေးလာပြီဆိုကလေးလေးဖုံးလေးတွေပေးထိုင်နေတဲ့ဟဲ့ဆိုပြီးတော့လေးဘက်ထောက်ကနေဖုံးပေးထားအဲ့ဒီကလေးလေးကဖုံးတဲ့ဟာမြင်တာနဲ့အလိုလိုလူရိုင်းလေးဖြစ်အလိုလိုတဏှာယူလေးဖြစ်ဖုံးထဲမှာတဏှာယူတွေအများကြီးလေဖုံးထဲမှာရိုင်းဆိုင်တွေအများကြီးလေအဲ့တော့မိဘတွေကယဉ်ကျေးအောင်တော့မတင်တတ်ဘူးကလေးကိုရိုင်းအောင်တယ်လီဖုန်းတစ်လုံးနဲ့ပြစ်ထားဒါကြောင့်ဒီနေ့ကလေးတွေရိုင်းလာတာမိဘတွေရဲ့အပြစ်မကင်းဘူးဒါကြောင့်ကလေးကိုချစ်တဲ့ချိန်ရင်အလိုမလိုက်ပါအလိုမလိုက်ပါအသိပညာပေးရမယ့်ရောမှာဘလို့အသိပညာပေးမလဲဆိုတာတေးသေးချာသိဖို့လို့သူတို့ရဲ့ပတ်ဝန်းကျင်ကလူတစ်ယောက်ကိုပျက်စီးအောင်လုပ်နေမိလာမုကဇက်မှာဆိုစင်ကြီးရိုင်းသွားမိလာမုကဇက်လေးဘုံဒီနေရာမှာညှက်ပြောခြင်းနဲ့ပတ်ဝန်းကျင်ဘလောက်အရေးကြီးလဲဆိုတော့စင်ကြီးကတအားလိမ်ပါလိမ်မာလိုက်တာယဉ်ကျေးလိုက်တယ်ဒီစင်ကြီးကဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်နှရွက်တောင်မခတ်ဘူးအလုံးမတန်လဲချောတယ်ချောတာကဟောဒီစင်ကြီးကဆင်မရဲ့မျက်နှာတောင်တူတယ်ရင်ကျေးလို့တိမ်မလို့အလုံးတန်ခွန်အားကြီးတဲ့စင်ကြီးပါဘယင်ကြီးကလည်းချစ်လိုက်တာဒီစင်ကြီးကအလွန်ချစ်တဲ့စင်ကြီးဘယင်ရဲ့တကယ်ကိုစီးတော်စင်ကြီးတိုင်းပြည်ရဲ့ယရနာကြီးအထွတ်မြတ်ထားပြီးတော့ဂုံယူဝင်ကြတဲ့စင်ကြီးဒီနေ့ကျတော့အဲ့ဒီစင်ကြီးကိုထိန်းနေတဲ့စင်တေကြီးယောက်ကိုစင်ကြီးကမြင်လာတဲ့ခါတဲ့နှာမောင်းနဲ့ရစ်ပတ်ပြီးတော့ခါရိုက်ချလိုက်တာအစွဲနဲ့ထိုးနင်းချပြီးစင်တေကြီးတယောက်သေးသွားနောက်တစ်ယောက်ကချွန်းတဲ့အုပ်ဖို့သွားချင်းကတ်တယ်အဲ့ဒီစင်ကြီးကအားကြီးတဲ့ခါနောက်တစ်ယောက်ပါဆွဲရိုက်တက်ပစ်လိုက်စင်တေကြီး3ယောက်သေးသွားတယ်စင်တေကြီးဘယ်နှယောက်သေးသွားရှင်မြင်းကြီးဟာဒီစင်ကြီးမွေးကနေကအလောင်းတန်ရင်ကျေးလုံးလို့တိုင်ကန်လှဲ့လဲတဲ့နေရာပဲဖြစ်ဖြစ်ဘယ်လိုနေရာဖြစ်စင်မင်းကြီးရဲ့စီးတော်ဆင်ဖြစ်ထားတာအလားဆုံးအရင်ကျေးဆုံးစင်ကြီးဘာကြောင့်ရိုင်းသွားတာတော့အဲ့ဒါတိရစ္ဆာန်စေကုဆရာဝန်တွေခေါ်ပြီးကုကြသားကြယောဂကိုစစ်ဆေးကြတော့လုံးဝယောဂရှာမရဘူးတဲ့ယောဂရှာလို့ရလားလုံးဝရှာမရဘူးပြည်တွင်းပြည်ပပညာရှင်တွေကုန်သွားပြီအဲ့ဒါတော့မဟုတ်ဘူးဒီစင်ကြီးကိုတတ်ပြမလားတတ်တော့မပြပါနဲ့ရှင်မင်းရဲ့သူ့ရဲ့အမျက်တနုပေါ့ဗျာဒီကနေ့ကခွေးလေးတွေကြောင်လေးတွေမွေးထားရင်တော့ပိုင်ရှင်တွေကဘလောက်ချစ်ကြဟုတ်လားစင်ဆိုတော့တိုင်းပြည်ရဲ့ယတနာလေးရှင်မင်းရဲ့ဂုံယူဝင်ကြားဗျာဒီယတနာတစ်ပါးဖြစ်နေတယ်ရုပ်တရက်တော့တတ်မပြပါနဲ့ကွာအဲ့ဒါဆိုဘာလုပ်မလဲအဲ့တော့ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်ယောဂမရှိဘူးတဲ့ဒါဆိုရင်ရုပ်ယောဂမရှိစိတ်ယောဂရှိရမှာပေါ့ဟာဘာယောဂရှိလဲစိတ်ယောဂကုဆရာဝန်တွေရှာသားမအောင်ဆိုဆရာဝန်ကြီးတယောက်သွားတွေ့အဲ့ဆရာဝန်ကြီးကအကက်ခတ်စင်ကြီးကတဲ့မျက်စိတွေကြည့်တဲ့အခါကျမျက်စိတွေကမူမမှန်ဘူးတဲ့ဒီကနေ့ကလေးတွေမျက်စိကြည့်တာမူမမှန်ဘူးစောင့်ကြည့်ဟမ်မိဘတွေဆရာသမားတွေစောင့်ကြည့်ကဲနှက်ခမ်းတလန်ပန်းတလန်နဲ့ရွဲ့ဆောင်လာမူမမှန်စိတ်နေစိတ်ဓာတ်မူမမှန်တဲ့ကမျက်စိနဲ့ခန္ဓာကိုယ်အမူအရာတွေကပြတာကိုဗျစင်ကြီးကမူမမှန်ဘူးတဲ့ဒါပေမဲ့ယောဂအရာကြည့်တဲ့အခါကျတော့ယောဂကလက္ခဏာပြမနေဘူးအဲ့ဆိုစိတ်ပိုင်းဆိုင်ရာယောဂရတာဖြစ်လိမ့်မယ်လွယ်လွယ်တော့ကုမရဘူးဘယ်လိုနည်းနဲ့ကုမလဲအဲ့ဒီစင်ကြီးရဲ့ပတ်ဝန်းကျင်ကိုအကဲခတ်ရမယ်ဒါကြောင့်ဆရာဝန်တွေဆိုတော့ treatment စေကုသမှုလုပ်တော့မယ်ဆိုတော့လူနာရဲ့လက္ခဏာကိုအရင်ကြည့်ရဘာကိုအရင်ကြည့်ရတော့ signature ပေါ့ဗျလက္ခဏာကိုအရင်ကြည့်ရဒီစင်ကြီးရဲ့လက္ခဏာကိုကြည့်တဲ့အခါဘာကြောင့်ဖြစ်တာတုံးဆိုတော့ဒီစင်ကြီးဘယ်မှာထားတော့ဟာဘယင်ကြီးကနန်းတော်ဓမြခမ်းထားတဲ့နေရာမှာထားတယ်အကောင်းဆုံးစားသားတွေကျွေးထားတယ်ဟာဟုတ်ပြီစင်ကြီးထားတဲ့ဥယျာဉ်ကိုသူတစ်ချက်အကဲခတ်ကြည့်ချင်ပါတယ်ဆိုတော့ခြေရလက်ရတွေပြတ်နေတာရှိအဲ့ဒီမှာဘာလုပ်လိုက်လဲဆိုတော့အဲ့ဒီစင်ကြီးထားတဲ့နေရာကိုညဘက်ကြရင်တဲ့စစ်တပ်ကိုအဆောင်ချထားပါတယ်အဆောင်ချလိုက်တာညကြတော့ထင်တဲ့အတိုင်းပဲလူတွေရောက်လာပြီးတဲ့အခါကျတော့ဟာတဟာခိုးဟာလုံးကြံဟာဒီနည်းနဲ့သူတို့လုံးကြအဲ့စင်ကြီးဘေးမှာနေပိုင်းတတ်ဖို့ဖြတ်ဖို့ခိုးဖို့လူဖို့ရက်ဖို့မကျင်နိုင်နင်းဖို့တတ်ဖို့ရိုက်ဖို့အဲ့ဒါတွေသူတို့အချင်းချင်းလူချင်းချင်းစကားပြောနေကြတခိုးတွေဓမြတွေအကြမ်းတွေအရိုင်းတွေပေါ့အဲ့ဒါကိုပြောပါများတဲ့ကစင်ကြီးကတလားလောက်လဲကြာရောအဲ့ဒီစင်ကြီးကသူ့ကိုသင်ပေးနေတယ်လို့ထင်နေတယ်ကဲဆင်တဲ့လူဘသူကအသိဖို့ရှိတယ်မိဘတွေသဘောပေါက်လားဖုန်းပြောတာဒီတယ်လီဖုန်းထဲကသူတို့ကလေးတွေကိုရိုင်းအောင်သင်ပေးနေတယ်မိဘဆရာသမားတွေကိုတော်လှန်ရေးအောင်သင်ပေးနေတယ်
ရိုင်းဆိုင်အောင်သင်ပေးနိုင်တယ်တရားတော်အမုန်းပွားအောင်သင်ပေးနိုင်တယ်အညိုးကြီးအောင်သင်ပေးနိုင်တယ်မကျေမနက်တဲ့စိတ်တွေအားကြီးအောင်လုပ်ပေးနေတယ်မကျေတဲ့အတိုင်းလက်သားချေသူတဲ့စိတ်တွေကိုသင်ပေးနေတယ်အဲ့တော့လူနဲ့စင်ဘသူကသင်ဦးဖို့မြန်လဲလူကသင်ဦးဖို့မြန်တာပေါ့အခုစင်ကြီးရိုင်းမသွားဘူးလားလူတွေပြောတာကိုစင်လို့ခေါ်တဲ့လိမ့်ဆန်ကြီးတောင်မနဲ့နေသားတူကကြားမှများတဲ့အခါငါသင်းနေတယ်လို့ထင်ပြီးတော့အဲ့စင်လိမ်မာကြီးရဲ့တခါတည်းရိုင်းသွားလိုက်တာအကြောင်းရှိတယ်ဟောဒီအကြောင်းကဘယ်ကလာလဲဆိုနန်းတော်တွေကလာနန်းတော်တွေကဘလို့လာလဲဆိုတော့အိရှိမင်းကသူကအာနာလိုချင်တာလေအာနာလိုချင်တဲ့အခါကျတော့ဘယင်ကြီးကိုမလုတ်ကြံရဲဘူးလေအဲ့တော့ဘယင်ကြီးအမျက်တနိုးထားတဲ့ဘယင်ကြီးဘဲသွားစီးတဲ့စင်ကြီးကိုရိုင်းအောင်လုပ်လိုက်ရင်စင်ကြီးကဘယင်ကြီးစီးသွားပြီဆိုတာနဲ့စင်မောနေဆွဲချပြီးတော့ဒီစင်ကြီးကနင်းမဲ့တက်မဲ့ရိုက်မဲ့အဲ့ဒါဆိုလက်သာပြောက်လေအဲ့လိုလုပ်တဲ့အခါကျတော့ဘယင်ကြီးရဲ့အချစ်လှစွာသောစင်ကြီးကိုရိုင်းအောင်အိရှင်မင်းကနေလူဆိုးတွေနဲ့တိုင်ပင်ပြီးတဲ့အခါကျတော့ဥယျာဉ်ထဲမှာရိုင်းအောင်လုပ်ပြတယ်ဟာဇက်တော်မှာနော်မိလာမှုကသက်မှာငါသက်မှာပါတယ်ရည်ရွယ်ချက်ရှိနော်ဒါကြောင့်ဘုံဘုံတို့စဉ်းစားတယ်လူငယ်တွေကိုရိုင်းအောင်ဘယ်သူလုပ်နေတာလဲဘုံမပြောချင်တော့ဟုတ်လားလူငယ်တွေကိုယဉ်ကျေးအောင်မဆုံးမနိုင်တာဘယ်သူတို့ဆရာတွေလူငယ်တွေကိုရမ်းအောင်လုပ်နေတာမိဘတွေလူငယ်တွေကိုယဉ်ကျေးအောင်မသွန်တိုင်နိုင်တော့တာဆရာတွေခုဒီဆရာကြီးတွေကသွန်တင်နိုင်လို့ယဉ်ကျေးအောင်ဆုံးမနိုင်လို့ဒီနေ့ဒီဒေသကလူတွေကဒါဘုံဘုံရောက်အောင်ခေါ်ပြီးတော့တို့ဆရာပူဇော်ပွဲမိဘဆရာသမားတွေရဲ့ကျေးဇူးကိုသိတော့ကျွန်တော်တို့ဆရာကြီးကသင်ခဲ့ဘုံဘုံမူလာနန်းတော်ကဆရာကြီးဥဟန်တင်တယ်ဘုံဘုံအမြဲတမ်းဆရာကြီးရဲ့ဂုဏ်ကျေးဇူးကိုအမြဲတမ်းပြောပါကျောင်းအုပ်ကြီးဆရာကြီးကဘုံဘုံတို့ပြည်သူနေတီတင်တယ်သူကကျောင်းအုပ်ကြီးပါ assembly CB ဆိုတာနဲ့ assembly ရှင်းပါမင်းတို့ရေတောက်ရင်ဘယ်လိုတောက်အိမ်သာတက်ကဘယ်လိုတက်ရမလဲကွာကျောင်းလာရင်ဘယ်လိုလာရမလဲကွာကျောင်းပြန်ဘယ်လိုပြန်ရမလဲကွာကျမ်းမာရေးမကောင်းအိမ်ထိလာမေးတယ်ဘုံဘုံကကျောင်းပို့တယ်အိမ်ထိလာပြီးတော့တကယ်ကိုနေမကောင်းတာဟုတ်လားလို့လာပြီးမေးတယ်ချော့ပြူပြီးတော့ဘုံဘုံကိုကျောင်းရောက်အောင်ခေါ်သွားရေတောက်တာသာရေခွက်ကိုကွာမင်းဒီလိုငုံမတော့ဘူးကွာရေတောက်တယ်ဆိုရေခွက်လေးကိုဒီနဲ့နှက်ခမ်းလေးကပ်ပြီးဒီလိုတောက်ရတယ်ကွာအများတောက်တဲ့ခွက်မင်းဒီလိုငုံတောက်လိုက်ရင်ယောဂပိုးတွေကုမှာပေါ့ကွာဟောပြည်သူနေတိနော် assembly စီတော့အမြဲတမ်းပြောတယ်အဲ့ဒီဆရာကြီးအခုအသက်80နီးပြီရှိအခုချိန်ဒီဘုံဘုံတော့ဆရာကြီးကိုယူသေးနေရတော့ဘုန်းကြီးဖြစ်တယ်ဦးစင်းနဲ့ရွာလူတွေကဘာပဲပြောတဲ့သင်္ကန်းယုံကြွဖေ။စွန့်ခံကြွတာတပည့်တော်အားပေးတယ်ဖေ။ဟောဘုံဘုံတို့စွန့်ခံကြွရမယ်ကိုတော်စွန့်ခံကြွသလား။ဗန်သင်္ကန်းယုံတာဝီနီးတိုလားနဲ့ဘသူတွေပါပြောဖေရတယ်ဘုန်းကြီးတပည့်တော်အဲ့ဒါကြီးညိုတယ်ဆရာကြီးကြီးညိုအောင်နေရတာခုချိန်ဒီဘုံတို့ဆရာကြီးတွေကိုလေးစားနေရတာပဲဆရာကြီးရဲ့ပါဝါနော်စာသင်မပေးခဲ့ဘူးassembly မှာဘုံဘုံတို့ပြည်သူနေသည့်အချိန်ပိုင်းလေးဟောပေးတဲ့ဆရာဒီနေ့ခေတ်ဆရာတွေက assembly ဆိုလဲနည်းနည်းအားနည်းသွားပြီထင်တယ်အပြစ်တော့အများကြီးမပြောချင်ဘူးဟုတ်လားနည်းနည်းအားနည်းသွားပြီထင်တယ်နော်အဲ့တော့ဘုံဘုံတို့ကအလုံးမတန်အရေးကြီးပါတယ်လူဖွဲ့စည်းတစ်ခုယဉ်ကျေးတဲ့လိမ်ပါတယ်ဆိုတာဆရာတွေရဲ့ကျေးဇူးပါလူဖွဲ့စည်းတစ်ခုရိုင်းဆိုင်သွားပြီးတော့ဆရာတွေရဲ့စွန့်ရည်နှိမ့်သွားလို့ဒါကြောင့်ဒီနေ့ဘုံဘုံကဆရာတွေမိဘတွေကိုအပြစ်တင်နေတာမဟုတ်ပါဘူးမိဘတွေကသားသမီးတွေကိုချစ်တာနဲ့အလိုလိုက်တာကွဲပြားစေခြင်းနဲ့ဆရာတွေကတပည့်တွေကိုမိုက်ရိုင်းကြမ်းတန်းဆုံးမမလားရင်ကျေးလိမ်မအောင်ဟောအလုံးနဲ့လိမ်မာတဲ့အသိပညာနဲ့ဆုံးမမလားဒါအရေးကြီးပါတယ်ဒါကြောင့်ဒီကနေ့လူတွေရိုင်းလာတာဟာမိဘဆရာတွေရဲ့အပြစ်မကင်းဘူးအဲ့